အမေရိကန်ရဲ့မြို့တော်ကပါလဲလို့မေးလိုက်လို့ရှင်လူအများစုဖြေမှာကနယူးယောက်မြို့ပဲဖြစ်ပါလိမ့်မယ်။မှန်တကယ်တော့မဟုတ်ပါဘူး။ဝါရှင်တန် DC ပါ။ဘာကြောင့်မို့ဒီလိုမျိုးအမှတ်မှားကြရတာလဲလို့မေးရင်တော့နယူးယောက်မြို့ရဲ့ကြော်ကြားမှုကြောင့်ပဲဖြစ်တယ်လို့ဖြေရပါလိမ့်မယ်။အချက်လက်နဲ့ပြောရမယ်ဆိုလို့ရှင်တော့နယူးယောက်မြို့ကကြော်ကြားမှုအပြင်မြို့အင်္ဂါရပ်တွေနဲ့ပို့ပြီးတော့ပြည့်စုံပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေသိတဲ့ဟော်လန်ဒါမှမဟုတ်နယ်သာလန်လို့ခေါ်တဲ့ Dutch လူမျိုးတွေကနယူးယောက်မြို့ကို18ရာစုမှာ New Amsterdam ဆိုတဲ့နာမည်နဲ့စတင်တည်ထောင်ခဲ့ပါတယ်။ဒါကြောင့်ဒီမြို့ကအမေရိကန်မြို့တွေထဲမှာရှေးကြဆုံးမြို့တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့နယူးယောက်မြို့ဟာလူဦးရေ8တန်းကျော်နေထိုင်ပြီးတော့နိုင်ငံရဲ့လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဇာတ်ကားတွေထဲမှာမြင်မှုတဲ့အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးအမှတ်အသား Statue of Liberty ကလည်းနယူးယောက်မြို့ကပဲဖြစ်ပါတယ်။အမှတ်မှားတဲ့အကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရန်ကုန်မြို့လိုပဲနယူးယောက်မြို့ကလည်းတစ်ချိန်လုံးကအမေရိကန်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပူပါတယ်။အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးဖခင်လည်းဖြစ်ပထမဆုံးသမ္မတလည်းဖြစ်တဲ့ဂျော့ဝါရှင်တန်ကသူ့ရဲ့သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်းနယူးယောက်မြို့မှာပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။1986ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့အမေရိကန်ပြည်ထောင်စုကအခုလိုစူးစီးကျစ်လက်တဲ့နိုင်ငံတစ်ခုပုံစံမဟုတ်သေးပါဘူး။သူကလွတ်လပ်တဲ့ပြည်နယ်တွေအများကြီးစုပေါင်းထားတဲ့ပြည်ထောင်စုတစ်ခုတာပဲရှိပါသေးတယ်။မြင်သာအောင်ပြောမယ်ဆိုလို့ရှိရင် Federal ဖွဲ့စည်းပုံမကျစ်လက်သေးသလိုပြည်နယ်တွေကလည်းကိုယ်ပိုင်အုပ်ချုပ်ရေးရန်တရားရှိနေတာပါ။အဲ့ဒီမှာစိုးရိမ်စရာအချက်တစ်ခုရှိပါတယ်။အဲ့ဒါကအကယ်၍နိုင်ငံရဲ့မြို့တော်သာပြည်နယ်တစ်ခုခုရဲ့နယ်နိမိတ်ထဲမှာရှိနေခဲ့မယ်ဆိုရင်အဲ့ဒီပြည်နယ်ကတခြားပြည်နယ်တွေပေါ်မှာဩဇာအာဏာအရန်ကြီးမားသွားမှာပေါ့ပါဆိုလိုချင်တာကအုပ်ချုပ်ရေးရန်တရားမညီမျှမှုဖြစ်သွားမှာကိုစိုးရိမ်ခဲ့ကြတာပါဒီအချိန်မှာလွှတ်တော်ကထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်ဘယ်ပြည်နယ်နဲ့မှလည်းမသက်ဆိုင်တဲ့မြို့တော်အသစ်တစ်ခုတည်ဆောက်ဖို့ပါဗာဂျီးနီးယားနဲ့မေရီလန်းပြည်နယ်မှာရှိတဲ့မြေနေရာတချို့တွေကိုပါဖဲ့ယူပြီးတော့ Federal နယ်မြေအသစ်တစ်ခုဖြစ်တဲ့ကိုလံဘီယာခရိုင် District of Columbia ကိုဖွဲ့စည်းခဲ့ကြပါတယ်အဲ့ဒီနေရာမှာမြို့သစ်တစ်မြို့ကိုတိဆောက်လိုက်ပါတယ်။အဲ့ဒါတော့အခုလက်ရှိအမေရိကန်အစိုးရရဲ့အိမ်ဖြူတော်တည်ရှိရာဝါရှင်တန် DC မြို့တော်ပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့စေတနာနဲ့ရည်ရွယ်ချက်တွေသာပါခဲ့မယ်ဆိုရင်ဘယ်အရာကိုပဲလုပ်လို့အတိတ်ပဲရှိနေမယ်အပြင်ဒီကနေအကျိုးစီးပွားတွေဖြစ်ထွန်းရရှိနိုင်တယ်ဆိုတာကိုပြောသွားရင်လည်းဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like and follow လေးလည်းလုပ်သွားပေးနိုင်ပါတယ်ခင်ဗျာ။